အလုပ်ရှုပ်တယ်ကွာဒီကောင်အောင်နောက်တယ်ရှုပ်တယ်ကောင်တွေတွေးနေတာလားအဲ့တော့မိုးမင်းကတော့လက်ရှိမိသားစုရဲ့ဆွန့်လို့ရှင်ကိုခံလိုက်ရပြီပေါ့ဗျာ အခုပထမဆုံးကျွန်တော်တို့စကြည့်ရမှာကကျော်မျိုးမင်းနဲ့ကျမရေးဝန်ကြီးဌာနနဲ့ညီကြတဲ့ကိစ္စလေးပေါ့ဗျာဒါလေးကိုအရင်ဦးကျွန်တော်တို့ကြည့်လိုက်ကြရအောင်အဲ့တော့ကျမရေးနဲ့ပတ်သက်ရင်ဖြေရမှာကလွတ်တော်မှာကဖြေရမှာလားကျမရေးဝန်ကြီးဌာနတိုင်းဦးစီးမှုလို့တိုင်းကျမရေးရဖြေရမှာလားလို့မေးရင်တော့ခင်ဗျားတို့ပြည်သူလူထုအနေနဲ့ဘယ်သူဖြေရမှာလဲဆိုတော့ခင်ဗျားတို့ပြည်သူလူထုရှင်းရှင်းလင်းလင်းသိမယ်လို့ယူဆတယ်ပေါ့နော်ပြည်သူလူထုအနေနဲ့ဘာလို့ဆိုတော့ဒီကိစ္စကိုတာဝန်ယူဖြေရမှာကကျမရေးဝန်ကြီးဌာနတိုင်းဦးစီးဌာနတိုင်းကျမရေးရနေပြီးတော့ဦးစားပေးဖြေရမှာဦးဆောင်ဖြေရမှာပေါ့နော်သူကနေပြီးတော့မီဒီယာတွေကိုကြိုပြီးပြောရမယ်ကျမရေးဝန်ကြီးဌာနရဲ့တရားဝင်ထုတ်ပြန်ချက်တွေနဲ့အတိပေးရမယ်ပွင့်လင်းပြောရင်တော့မနေ့ကတနေ့ရတဲ့ဖြစ်နေတဲ့အကြောင်းအရာဒီနေ့ဆိုရင်နေ့လေလောက်ဆိုရင်အကြောင်းတေချာပေါ့ဒီနေ့နေခင်းမဲ့လောက်တည်းကပြောရမှာပေါ့နော်ဘာကြောင့်ဒီလိုပြောလဲဆိုတော့မီဒီယာတွေကဒီနေ့မနက်မှာဆိုရင်ဝိုင်းမေးကြတယ်ဒီနေ့မနက်ဆိုဝိုင်းမေးတယ်ဒီသတင်းမှန်ပြကြရေး group တွေမှာမီဒီယာရဲ့ကျမရေးဝန်ကြီးဌာနဝိုင်းမေးတယ်မေးပေမဲ့ကျမရေးဝန်ကြီးဌာနဘက်ကဖြေကြားမှုမရှိဘူးဆိုတော့ဒီပြဿနာဘယ်ကစလဲဆိုတော့အခုရန်ကုန်တိုင်းမှာone shot ယောဂါတွေဖြစ်လာတဲ့ကိစ္စကနေစတာပါဒီကိစ္စကိုကျမရေးဝန်ကြီးဌာနကိုကျော်မျိုးမင်းတို့ကသတင်းမှန်ပြန်ကြားရေး group မှာတွားပြီးမေးခဲ့တယ်ဒါပေမဲ့အဖြေမရဘူးအဖြေမရတဲ့အပြင်ဖုန်းဆက်တော်လည်းမကင်ဘူးမကင်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကျော်မျိုးမင်းကသူ့စိတ်ထဲမှာတင်းတယ်ဒေါသထွက်တယ်ပေါ့ဗျာနော်သူ့အနေနဲ့သူသတင်းလိုချင်တယ်ပေါ့ကျမကြီးဝန်ကြီးဌာနကသူတို့လိုမဆက်ဆံဘူးပေါ့အတူတူမဆက်ဆံဘူးပေါ့ဒီလိုမျိုးလေသူတုံးလုံးသွားတာမျိုးတွေ့ရတယ်တော်တော်လေးဒေါသထွက်နေပုံရတယ်ကျမကြီးဝန်ကြီးဌာနအနေနဲ့ဘာမှတာဝန်ယူမှုမရှိဘူးလို့လည်းပြောသွားတယ်ကျမကြီးနဲ့ပတ်သက်one piece one shot ယောဂါနဲ့ပတ်သက်လို့တခုခုဖြစ်တယ်ဆိုတော့ねလူလူကိုပေးသိရမယ်ကျွန်တော်တို့ဆက်သွယ်ရကြတဲ့မဖြစ်ဘူးဆိုကြတဲ့ကဒါပွင့်လင်းပြောရင်တော့မီဒီယာကိုသူတို့အလုပ်ရှုပ်တယ်ကွာဒီကောင်အောင်နောက်တယ်ရှုပ်တယ်ကောင်တွေတွေးနေတာလားအခုသူပြောသွားတဲ့ပုံစံကိုကြည့်ရတဲ့သိတာတယ်နော်တခါကြောက်တဲ့ဝန်ကြီးဌာနတွေကပြောတော့ဆရာပြဝန်ကြီးဌာနတွေကနေရာကယူထားပြီးတော့ဘာမှလှုပ်ရှင်ကြတဲ့သူတွေမဟုတ်တယ်လို့လုံးနိုင်တဲ့ရည်ရှင်လည်းမရှိကြဘူးအဲ့တော့အခုပြင်းနေမှာဆိုလိုဟာသားလေးတစ်ပုတ်ဖတ်ပြမယ်ဗျာနော်ရေဝေးသိပြည်သူများစုပေါင်းရေးတမရလာစွာဖြင့်မလောင်းငါတော့ကြောင့်မိသားစုစာဝတ်နေရေးအခက်အခဲကြုံတွေ့နေရသည့်ဦးမင်းအွန်လိုင်းအားဝိုင်းဝန်းလူဒန်းAI တိုင်းလေးမျက်နာရေပေးတဲ့ပြည်သူများကစုပေါင်း၍နိုင်ငံတော်သမ္မတလာစာဖြင့်မလောင်းငါတော့ကြောင့်မိသားစုစာဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည့်ဦးမင်းအွန်လိုင်းအားဝိုင်းဝန်းလူဒန်းပေးခဲ့ကြောင်းသိရသည်တဲ့သမ္မတလာစာနေကဘလို့မှရေရှည်ရက်ဒီလိုဖြစ်နိုင်မယ်မထင်ဘူးတဲ့မြင်းမလေးနှုံးမမိုးတော့အနိုင်နိုင်ရဲ့အခုဆိုရင်အမျိုးသမီးကသူများအိမ်မှာအချိန်ပိုင်းအဝတ်လိုက်လျှော်နေရတယ်နိုင်ငံသားသွားရင်ဝတ်ဖို့အဝတ်စားတဲ့လည်းမဝယ်နေတာကြာပြီဟုဦးမင်းအွန်လိုင်းကပြောတယ်တဲ့ဆက်လက်၎င်းကအခုလိုလူတန်းပေးတဲ့ရေပေးတဲ့ပြည်သူတအိုးချင်းစီတိုင်းကိုဘယ်တော့မှမမေ့ပါဘူးကျွန်တော်အစဉ်ပြေတဲ့အခါအားလုံးကိုကျေးဇူးဆက်ပါပါအဲ့ဒီအချိန်ထိလဲအခုကူညီထားတဲ့ပြည်သူတွေအသက်ရှင်ပေးကြပါဦးဆိုတာကျေးဇူးတင်စကားအဆုံးသတ်သွားခဲ့တယ်တဲ့ဒါလေးကဟာတလေးတယောစာလေးကျွန်တော်ရေးတာမဟုတ်ဘူးเนาะဖတ်ပြတာအခုကျွန်တော်တို့ဆက်ကြည့်ရမှာပောက်ကိုရဲ့ဗီဒီယိုဖိုင်ပေါ့နော်ဘာတွေပြောထားလဲဆိုတာကျွန်တော်တို့ကြည့်လိုက်ရအောင်ဟုတ်ကတော့အရင်လိုမျိုးကတော့ဖြစ်သွားမယ်ချမယ်ဆိုတဲ့စိတ်ကတော့လုံးဝမရှိတော့ပါဘူးဒါပေမဲ့တိုင်းပြည်နဲ့လူမျိုးဘာသာတရဏအတွက်အမှန်တကယ်လိုအပ်လာပြီဆိုလို့ရှိရင်တော့ဒါသင်္ကန်းချွတ်ရပြီးမလဲနဲ့ကင်တာလဲလွယ်သွားပြီလေကိုရင်ကြီးဆိုတော့ဟုတ်လားဒီဗီဒီယိုမှာကျွန်တော်တို့မြင်တွေ့ရတာကပောက်ကိုတော့ကသူ့အနေနဲ့ရဟန်းဘဝကနေတိတ်ခါရှပြီးတော့ကိုရင်ကြီးဘဝကိုခံယူလိုက်တယ်ဘာလို့ခံယူလိုက်လဲဆိုတော့တခုခုဆိုရင်ဗျာသူတင်ငန်းချွတ်ပြီးလက်နက်ကင်ရောသူဒီလိုဆိုလိုချင်တာပါကိုရင်ဆိုရဟန်းဆိုရင်တော့တိတ်ခါချတာနဲ့ဘာနဲ့အပြစ်တည်များတယ်ဆိုတော့ဘာလို့တိတ်ခါချပြီးကိုရင်ကြီးလုပ်လဲဆိုတာအဖေကရှင်းပါတယ်ဦးစင်းတွေကတိတ်ခါဖို့စောင့်ထင်းရတာများတဲ့အတွက်ပါကဲဒီတဲ့တစ်ခုကတော့စမင်းသားအုံမိုးမင်းကိုမိသားစုကအမွေပြည့်ဆွန့်လို့တယ်တဲ့နော်နားထောင်ကြည့်ကြည့်အောင်ဗျာဒါတွေကရိုးနေပါပြီဇမင်းသားမိုးမင်းပေါ့ဗျာဇမင်းသားမိုးမင်းကိုသူ့ရဲ့မိသားစုရဲ့နေမှာသူ့ရဲ့အမျိုးသမီးရဲ့သူ့ရဲ့သားသမီးတွေကသူ့ကိုအမွေပြည့်ဆွန့်လိုက်တယ်ပေါ့အဲ့တော့မိုးမင်းကတော့လက်ရှိမိသားစုရဲ့ဆွန့်လို့ရှင်ကိုခံလိုက်ရပြီပေါ့ဗျာအဲ့မိုးမင်းဆိုရင်တော့ကျွန်တော်တို့မသိတဲ့လူမရှိပါဘူးဇမင်းသားမိုးမင်းဖြစ်ပါတယ်ဆိုတော့အမွေပြည့်ဆွတ်လို့တဲ့ဆိုတဲ့ကဘယ်သူတွေဖိအားပေးလို့လဲဆိုတာဒီတိုင်းမှာအသိသားကြီးပါကြည့်ရှုအားပေးခဲ့ကြသူတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ